Hello ဒီနေ့ကတော့ဂျပန်နိုင်ငံရဲ့ Ibaraki Prefecture မှာရှိပြီးတော့ကမ္ဘာအကြီးဆုံးဗုဒ္ဓရုပ်ပွားတော်တွေထဲကတစ်ခုဖြစ်တဲ့ Ushiku Daibusu ကိုသွားတဲ့ဘလော်လေးရိုက်လာခဲ့ပါတယ်။ထပ်ပြောရမယ်ဆိုရင်ဒီဗုဒ္ဓရုပ်ပွားတော်ကြီးကဂျပန်နိုင်ငံရဲ့ Ibaraki ခရိုင် Ushiku မြို့နယ်မှာရှိပြီးတော့အမြင့်ပေ120မီတာရှိတယ်လို့ဆိုပါတယ်ရှင်။ဒီဖျားတဲ့ဝင်ဖို့ဆိုရင်ဝင်ကြေးရရန်800ပေးရပြီးတော့သူ့ရဲ့ဖွင့်ချိန်ကမနက်9:00နာရီခွဲကနေညနေ4:00နာရီခွဲထိပဲဖွင့်ပါတယ်ရှင်။ဒီဖျားကြီးကို1993ခုနှစ်မှာတည်ဆောက်ပြီးစီးခဲ့ပြီးတော့အမိတာဗုဒ္ဓကိုကိုစားပြုထားတယ်လို့ဆိုပါတယ်။လူသားအလုံးဂယုဏတွေငြိမ်းချမ်းမှုတွေစိတ်အေးချမ်းမှုတွေရစေဖို့ရည်ရွယ်ပြီးဆောက်လုပ်ခဲ့တာလို့လည်းဆိုပါတယ်ရှင်။ဒီလိုမျိုးတပ်ပုံရိုက်လို့ရတဲ့နေရာလည်းရှိပါတယ်။ဒါကြီးကိုတော့တိတ်ပြီးစိတ်ထဲမှာဘဝင်မကြခဲ့ပါဘူးဖျားဝင်းထဲကိုမဝင်ခင်ကိုယ့်ရဲ့ကိုယ်နဲ့စိတ်ကိုတန့်စင်မှုအတွက်လက်နဲ့ပါးစပ်ကိုအနှဲငယ်ဆေးကြပါတယ်။အရင်ဆုံးဘယ်ဘက်လက်ကိုရင်ဆေးပြီးတော့ညာဘက်လက်ကိုဆေးပါတယ်။ပြီးရင်ပါးစပ်ကိုအနှဲငယ်ဆေးပေးပါတယ်တဲ့ရှင်။တောက်ရတာမျိုးမဟုတ်ပါဘူးနော်။တော်တော်များများကတောက်ရတယ်လို့ထင်မှားတတ်ကြလို့ပါ။ဒီနေရာကလေနွေဦးရတည်ရဲ့3လပိုင်းနဲ့4လပိုင်းမှာဆိုရင်ဆာကူရာတွေအပြည့်နဲ့ရမ်းလှပြီးတော့ဓာတ်ပုံရိုက်လို့အရန်ကောင်းပါတယ်။အခုချိန်ကတော့ဘာမှတော့မရှိပါဘူး။ဒီနှစ်စတွေကဘယ်ဖျားမှမသွားရသေးဘူးဆိုပြီးတော့သွားကြည့်လိုက်တာပါ။ဖျားတဲ့ကိုမဝင်ခင်ဘေးမှာရေကန်လေးရှိပြီးတော့အဲ့ရေကန်ထဲကဘဲလေးတွေကိုလည်းအစာကျွေးခဲ့ပါသေးတယ်ဒီနေရာလေးကိုတော့အိုဦးချောလို့ခေါ်ပြီးတော့နာမူအာမီတာဘူစုဆိုပြီးတော့ခြေလန်း6လမ်းကိုဖြတ်ပြီးတော့မှဖျားတဲ့ကိုဝင်ရပါတယ်အတိတ်ပဲကတော့ဒီခြေလန်း6လမ်းနဲ့ကိုယ့်ရဲ့စိတ်အငြိကြေးတွေကိုဖယ်ရှားပြီးမှဖျားဝင်ဖူးမယ်ဆိုတဲ့အတိတ်ပဲကိုဆောင်းပါတယ်တဲ့နော်ဒီဖျားကြီးရဲ့တလွာအောက်ဆုံးဝင်ပေါင်းမှာဆိုရင်တော့ဆူတောင်းတဲ့နေရာရဲ့ဗုဒ္ဓဘာသာအကြောင်းပြခန်းတွေရဲ့အလင်းအမှောင်နဲ့ဖန်တီးထားတဲ့စိတ်ကိုတည်ငြိမ်စေတဲ့အခန်းတွေရရှိပါတယ်ဖျားရဲ့အတွင်းထဲဝင်ပြီးဆိုတာနဲ့ဓာတ်ပုံတွေဗီဒီယိုတွေရိုက်လို့မရပါဘူးရှင်ဒါကတော့အားလုံးလက်ကြည့်အောင် Google ကနေယူလာတာပါနှစ်လွှာကတော့စာရေးပြီးဆူတောင်းတာမျိုးတွေလုပ်လို့ရပြီးတော့ထိုင်ကုန်80ကျော်ရှိပါတယ်တဲ့ဖျားရဲ့3လွှာမှာဆိုရင်တော့ရွှေရောင်ဖျားစင်တူတော်တိတိလေး3400ကျော်ရှိပြီးတော့မနက်နဲ့ညနေတိုင်းဖုံဖုံနေရစာဖတ်ပြီးဆူတောင်းတာမျိုးတွေလုပ်ကြပါတယ်တဲ့၄လွှာမှာဆိုလို့ရှိရင်တော့ဗုဒ္ဓရဲ့မွေးတဲ့အချိန်ကနေပြီးတော့နိဗ္ဗာန်ဝင်တဲ့အချိန်ထိကိုပုံပြစာအုပ်တွေနဲ့ပြထားပါတယ်တဲ့ဖျားနဲ့ပတ်သက်တဲ့အမှတ်တရလက်ဆောင်ပစ္စည်းတို့အိုမာမိုးရီတို့လည်း၄လွှာမှာဝယ်လို့ရပါတယ်ဒီဖျားယူသွားမယ်ဆိုလို့ရှိရင်ဘယ်ကနေပဲသွားတော့ Ushiku Station မှာဆင်းရပါမယ်။ Ushiku Station ရဲ့ East Exit အရှေ့ဘက်အပေါက်ကနေပြီးတော့ Ushiku Joan Daibusu Line Bus ကားစီးပြီးတော့ Ushiku Daibusu မှတ်တိုင်မှာဆင်းပြီးတော့9မိနစ်လမ်းလျှောက်သွားရင်ရောက်ပါပြီရှင်။အပြန်ကြားလို့ရှိရင်လည်း Army Premier Outlet မှာဝင်ပြီးတော့ဈေးဝင်ဝယ်လို့ရပါတယ်။ဖျားကနေလမ်းလျှောက်သွားမယ်ဆိုရင်တော့နည်းနည်းလေးတော့ဝေးပေမဲ့26မိနစ်လောက်ပဲကြာပါတယ်။မြို့ထဲကနေသွားမယ်ဆိုလို့ရှိရင်ပြန်သွားရန်6000လောက်ပဲကြာပြီးတော့လူတွေရမ်းများပြီးတော့မြို့ထဲမှာနေပြီးမွန်းကျက်နေရထက်စားလို့ရှိရင်တခါတလေစိတ်အေးချမ်းစရာနေရာလေးတွေလည်းတွားကြည့်ဖို့အကြံပေးချင်ပါတယ်။နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြမယ်နော်။ Bye bye